လူကတင့်ပေါ်မှာဘလို့ခန်းစားချက်မျိုးတွေရှိနေလဲဆိုတာကို universe ကနေတဆင့်မေးမြန်းကြည့်ရအောင်ပစ်ကတ်လေးရွေးပေးပါနော်ဒီကက်လေး၃ကတ်မှာစိတ်ကိုအေးအေးလေးထားပြီးတော့အသက်ကိုပြင်းပြင်းလေးရှူသွင်းရှူထုတ်၅ချိန်လောက်လုပ်ပြီးတော့ကိုယ်အာယုဆွဲဆောင်နိုင်ဆုံးဖြစ်တဲ့ကက်ကလေးတစ်ကတ်ကိုရွေးချယ်ပေးပါကတ်နံပါတ်1သူကနှုတ်မဆက်ဖဲနဲ့ဝေးကွာသွားခြင်းနဲ့ခံစားချက်တွေဒါမှမဟုတ်ရုံထွက်ခြင်းနေတဲ့ energy မျိုးကိုတွေ့ရတယ်။သူကအသင့်ပေါ်မှာခံစားချက်မရှိတော့တာမျိုးမဟုတ်ပါဘူး။ဒါပေမဲ့လက်ရှိအခြေအနေတွေဒါမှမဟုတ်ဘေးပတ်ဝန်းကျင်ရဲ့ဖိအားတွေကြောင့်မလို့စိတ်တက်ကြပြီးတော့ဒီအချစ်ရေးဟာလှည့်ထွက်ဖို့အချိန်တန်ပြီလို့သူခံစားနေရတယ်။စိတ်တွေပင်ပန်းမှုတွေများနေပုံရပါတယ်။မင်းကိုချစ်ပေမဲ့ငါတို့ရှေ့ဆက်ဖို့မလွယ်ဘူးထင်တယ်ဆိုပြီးစိတ်ပြက်လက်ပြက်နဲ့ကြောခိုင်းမှုပြင်နေတဲ့အခြေအနေမျိုးပါ။တခါလေမှာလူတယောက်ကိုအတင်းဆွဲထားလို့မရပါဘူးကိုယ့်ရဲ့တန်ဖိုးကိုသိပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင် energy ကိုပဲပြန်လည်မြင့်တင်ဖို့အာရုံစိုက်လိုက်ပါဒီအချိန်လေးကိုကြော်ဖြတ်ပြီးအကောင်းဆုံးတွေကိုပဲကြုံရဖို့အတွက် comment မှာ claim 888လို့မှတ်ပြီးတော့လက်ခံရယူလိုက်ပါကနံပါတ်2ဒီကက်လေးကတော့ချစ်စစ်မြတ်တာပြည့်နေနှွေးထွေးမှုတွေကိုခံစားရပါတယ်။အချစ်တွေကပောက်ကွဲလို့မတက်ကိုသူခံစားရတယ်။တင့်ပေါ်မှာအရန်ကိုနက်နက်နဲနဲနဲ့သူခံစားချက်ရှိပြီးတော့တင့်ကိုဂရုစိုက်ခြင်းနဲ့ကာကွယ်ပေးခြင်းနဲ့နားလည်ပေးခြင်းနဲ့စိတ်တွေအပြည့်ရှိနေပါတယ်။တင်ဟာသူ့အတွက်အရန်ကိုမှအဖို့တန်နေသူပါတဲ့။သူ့ရဲ့ပြောခြင်းနဲ့ခံစားချက်လေးကတော့မင်းနဲ့ပတ်သက်လို့ရှင်ကအရန်ကိုမှခံစားလွယ်တယ်။မင်းကိုအမြဲတမ်းပျော်ရွှင်အောင်ထားခြင်းနဲ့လို့သူတွေးနေပါတယ်။တကယ်ကို pure energy ပါပဲ။ဒီလိုချိုမိန်တဲ့ vibration တွေကိုရေရှည်ထိမ့်သိမ့်ဖို့ဆိုတာကိုယ့်ဘက်ကလည်းနှွေးထွေးမှုတွေပြန်ပေးဖို့လိုပါတယ်။ဒီချစ်ချင်းမြတ်တာတရားလေးကိုအပိုင်ယူဖို့ဆိုရင်တော့ comment မှာ claim my love လို့မှတ်ပြီးတော့လက်ခံရယူလိုက်ပါရှင်။ကနံပါတ်3ဝါရင်ခုန်တန်တဲ့နဲ့စိတ်လှုပ်ရှားမှုတွေတောက်လောင်နေတာကိုတွေ့ရတယ်နော်။တင့်ပေါ်မှာစိတ်ဝင်စားမှုတွေဆွဲဆောင်မှုတွေကအရှိန်အဟုန်နဲ့မြင့်တက်နေပါတယ်။တင့်ကိုမြင်ဒါမှမဟုတ်တင့်အကြောင်းလေးကိုတွေးရင်တော့သူအရန်ကိုမှရင်ခုန်စိတ်လှုပ်ရှားပြီးတော့တင်နဲ့ခရီးတစ်ခုပေါ့နော်ဒီအချစ်ခရီးတစ်ခုကိုအမြန်ဆုံးစတင်ခြင်းနေပါတယ်။သူပြောချင်တဲ့သူ့ရဲ့ရင်ထဲကစကားကတော့မင်းကငါ့ကိုအရန်ကိုမှဆွဲဆောင်နိုင်လို့ ਨੇ ငါတို့ကြားမှာစိတ်လှုပ်ရှားစရာအသစ်တွေဖန်တီးခြင်းနေဆိုတဲ့စကားလေးရှိနေပါတယ်။ energy တွေကတက်ကြွလွန်ပြီးတော့အရှိန်ပြင်းနေတဲ့အတွက်ကြောင့်အခွင့်အလမ်းကောင်းတွေရောက်လာဖို့လက်မလွတ်ခံပါနဲ့။ဒီရင်ခုန်စရာကောင်းတဲ့ connection လေးကိုလက်ခံရယူခြင်းတော့ comment မှာ claim 111လို့ရေးပြီးတော့ energy ကိုရယူလိုက်ပါ။